အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာဆိုင်းကွန်တော်အင်တော်ကြီးရေးသားထားသောဆရာသားနဲ့တွေ့ဆုံခြင်းအပိုင်း1ဝတ္ထုလေးကိုတင်ဆက်တော့ပါမယ်ကျုပ်နာမည်ကတော့ငနောင်ဗျရွာထဲကလူမျိုးကလာသားပေါ့ဗျာဟိုဆက်ဒီဆက်နဲ့ပါလျာပေါ့ဗျာအလူကိစ္စဂမ်ဘီယာကိစ္စတွေဆိုအတော်လေးစိတ်ဝင်စားတယ်ဗျဒီနေ့ရွာမှာတရေလိုသက်စိတ်လိုပူးတယ်ဗျအဲ့မှာဆရာတယောက်လာကူရင်လည်းကျုပ်လည်းသူ့တပည့်ဖြစ်တော့တာဗျသူ့နာမည်ကဆရာသားဗျဆရာသားကလော်ဂီခိုင်းဝင်ဆရာတယောက်ဗျအာယော်ဒီခရိုင်ကရွာလေးတွေမှာအခြေချနိုင်ထိုင်တာပေါ့ဗျဆရာသားကအင်းပညာမှာပေါက်မြောက်တော့ရွာထဲကလူတွေကအားကိုးတကြီးရှိကြတယ်ဗျရွာနီး60ကလည်းယုံကြည်ကြတယ်ဗျဆရာသားကကြင်ကြံမှုလည်းအားကောင်းတယ်ဗျတနေ့မှဆရာသားကဖျားဝတ်ပြုနေတယ်မြို့ဆရာသားရေလို့ခေါ်တယ်ကြတော့ဆရာသားကဖျားဝတ်ချပြီးထူလိုက်တယ်ဗျဘယ်သူလဲဗျဝင်ခဲ့လေဗျဟုတ်ဆရာအော်ကိုအောင်သူပါလားဗျမာကိစ္စရှိလို့ဒီလိုဆရာကြီးကျုပ်တို့ရွာမှာအပမီနေလို့ဗျဟာဟုတ်လားဗျဘယ်သူဝင်တာလဲတောင်ပိုင်းကမဲစိတ်ကိုဝင်တာဆရာကြီးကောက်ဆိုင်အပြန်အပင်အောင်အလေးစွန့်လို့မကျင်တဲ့လူဝင်ကတ်လာတာလေဗျမဲစိတ်ကိုတတ်မဲကြီးလောက်နေတာဖြောင်းဖြတာလည်းမရတာနဲ့တကြီးကဆရာကိုပင့်ခိုင်းလိုက်တာဩအဲ့ဆိုခဏဆောင်ဗျကျွန်တော်အဝတ်စားလဲပြီးလိုက်ခဲ့မယ်ဗျဟုတ်ဆရာကျုပ်စောင့်နေပါမယ်ဗျဆရာသားကလည်းကိုအောင်သူလဲနဲ့လိုက်ခဲ့တာပေါ့ဗျာရွာရဲ့တောင်ဘက်အပိုင်းကအိမ်ဗျစပင်ဖားလာနဲ့အသက်25နှစ်အရွယ်မျိုးသမီးတယောက်ဗျကျန်းကင်းကိုတတုံးနဲ့ထုရင်တောင်းညမ်းနေတာပေါ့ဗျာဆရာသားကလည်းလဲပေါ်ဆင်းပြီးအိမ်ဝိုင်းထဲဝင်လာတာပေါ့ဗျာဆရာသားကဝင်လာတော့ဝင်ဘူးနေတဲ့မျိုးသမီးကလှည့်ကြည့်တယ်ဗျတောက်ခနဲ့တောက်ခေါက်ပြီးဖះစင်ကိုကြောပေးနေတာပေါ့ဗျာဆရာသားကလည်းဖះစင်ရှေ့ထိုင်လိုက်တယ်ဗျပြီးတော့စင်ပြီးရေချမ်းကတ်တယ်ဗျပြီးတော့ဖះရှိခိုး5ပါးတီလာယူတယ်ဗျပြီးတော့ဆရာသားကမြတ်စွာဘုရား5စုမိတ်ထက်ဆရာတော်ဘုရားကြီးများမိတ်ငါအာနာနဲ့ငါဆရာအမိတ်အခုမိန်းကလေးမှာကတ်နေတဲ့ပုံကိုငါပဲလှည့်စမ်းလို့အမိတ်ပြန်လိုက်တာမဆိုင်ကလှည့်လာတာဗျပြီးတော့ဆရာသားကတင်းကဒီမိန်းကလေးကိုလည်းဘာလို့ကူးကတ်နေတာလဲဒီကောင်မကငါအပင်ရောအလေးလာဆုံးလို့လေငါမကြိုက်လို့ကတ်လာတာငါဒီကောင်မကိုတတ်ပြီးမှထွက်မှာဟဲ့အဲ့ဒါနဲ့ဆရာသားကလည်းပူကနေတဲ့လူရဲ့နာမည်ကိုပြောစမ်းအဲ့နာမည်ကငါထင်းကွာအဲ့ပင်မှာနေတာနှစ်ရာချီပြီဆရာသားကလည်းအင်းကနဲ့တပ်ပြင်းတစ်ချက်ချလိုက်တယ်ဗျဘိုးထင်ခင်ဗျားအကူတို့ကြောင့်ဒီဘဝရောက်နေပြီဗျမိန်းကလေးမသိလို့အမားလုံးမိတာပဲခွင့်လွှတ်လိုက်ပါသူ့ကိုယ်စားကြုတ်ကမယ်တောင်းမှန်ပါမရဘူးဟဲ့ငါကလည်းစော်ခိုင်းရင်ရိမ်မခံဘူးကွာဒီကောင်းမကိုတတ်ရမှာကျင်တတ်မယ်ဟဲ့ဆရာသားကလည်းကျုပ်ကမြတ်တာရက်ခံနေတာတော့မရဘူးဆိုတော့လေဆုံးမရတော့ဘူးဗျာဆရာသားကတပိတ်မှာချထားတယ်ဆေးနီနဲ့ရေးထားတယ်အင်းတစ်ချက်ပြလွယ်ထဲကနေထုတ်ပြီးတော့ဒါဘုံမရက်ခအင်းခမည်းတော်လိုအကောင်ကြီးတွေတေးအောင်ကြောက်ရတဲ့အင်းပေါ့ဗျာကဲရော့ခမည်းခံကြည့်ဆိုပြီးတော့အင်းကိုကင်ပြီးတော့ပါဇက်ကတိုးနဲ့မန်တန်တပုတ်ရွတ်လိုက်တယ်ဗျပြီးတာနဲ့အင်းကိုလှန်ချလိုက်တာအာမထုပါနဲ့မရိုက်ပါနဲ့ကြောက်ပါပြီကျုပ်ကြောက်ပါပြီထွက်ပါမယ်ကောင်းပြီခမည်းပြူစားထားသမျှလည်းပြန်ယူသွားကျုပ်လည်းဒီမိန်းကလေးတတိရတယ်နောက်မလို့ကိုပြောလိုက်မယ်အေးမင်းကြောင့်ငါခွင့်လွှတ်လိုက်မယ်ဘိုးတင်ကြီးကအဲ့လိုပြောပြီးထွက်သွားတယ်ဗျဆရာသားကလည်းဖះစင်ကရင်တယ်မဲစိမ့်မျက်နှာကိုတောက်ပြီးတက်ချလိုက်တယ်ဗျမဲစိမ့်နိုးလာတော့ဆရာသားကမိန်းကလေးနောက်အပင်ကြီးပင်အောက်တင်မှာညနေဆောင်အပေါ့အပါမစွန့်ပါနဲ့ဆရာသားကအဲ့လိုမှားတယ်ဗျရွာထဲကလူကြီးတွေကလည်းမှားလဲမှားဆူလဲဆူပေါ့ဗျာမဲစိမ့်လည်းကြောက်သွားပြီးတော့ဂရီပေးပြီးကုတ်လေးထိုင်နေတယ်ဗျအဲ့လိုနဲ့ဆရာသားကုတဲ့ပယောကကုပွဲကပြီးသွားတော့ဗျာကျုပ်လဲဆရာသားနာကပ်ပြီးဆရာပြောလေငါညီကျုပ်ဆရာစီမှာတပည့်ခံရလို့ဗျငါညီကကြင့်ကြံနိုင်လို့လားဟုတ်ကျုပ်စူးစမ်းပါမယ်ဆရာကျုပ်ကလည်းတိတ်စိတ်ဝင်စားတာဗျအေးအဲ့ဆိုငါအိမ်လိုက်ခဲ့ကွာငါပညာလက်ထက်သင်ပေးမယ်ဟုတ်ဆရာကျုပ်အိမ်ကိုခွင့်တောင်းပြီးအဝတ်စားတွေယူပြီးလိုက်ခဲ့ပါမယ်ဆရာဒီနေ့မှာတော့စာရေးဆရာဆိုင်းကွန်တော်ရေးသားထားသောဆရာသားနဲ့တွေ့ဆုံခြင်းအပိုင်းတွေကိုတင်ဆက်ပေးတော့တာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအိမ်မက်လာမှတ်ကြပါစီဗျာ